အားလုံးပဲဝမ်းနဲ့ကြေကွဲနေမယ်လို့ယုံကြည်ပါတယ်ကျွန်တော်ကလည်းမြင်နေတွေ့နေရတယ်မြင်ဝင်နေအားလုံးစိတ်မကောင်းလည်းဖြစ်ရပါတယ်ရှင်ထဲမှာလည်းကိုယ့်ရဲ့မိသားစုဝင်နေလို့ပဲကြေကွဲခံစားရပါတယ်အဲကြောင့်လို့တကယ်ခံစားနေရတဲ့ကြောင့်လို့ရှင်တဲ့ဘုံနဲ့ကြေကွဲခွင့်ပြုပါပျော်ရွှင်လို့မဟုတ်ပါဝမ်းနေလို့ပါကြရင်ဘာလို့မဲကိုယ်စိတ်ကူးနဲ့စီစဉ်ဆွဲအဲဒီနဲ့ဖြစ်တကယ်ရောက်ဖို့တည်ကြဘူးကွယ်အတန်နဲ့တဲ့အချိန်ရှိတယ်တွေ့နေမိတကယ်မှမဲကိုယ်လည်းမတွေ့ရင်စင်ချင်မိနိုင်ဖို့ဝေးပဲချုံမသိတယ်ကိုယ်လည်းမပိုင်တဲ့အသေးအသေးကြောင့်ရင်ရောက်နိုင်ဘူးလူဘဝအခုံးငွေပါဘယ်ချိန်ချုံလည်းမသိရဲ့ဒီချိန်မှတော့တွေ့မယ်ဒီချပ်ပြေရရှိတာအသေးဖြစ်စေချင်တယ်လာပါဆုံးဒီဘဝနာလေဘယ်လိုလေးလိုပါပဲခဏတလေးသာလမ်းပြီးကြွရအောင်မေဒီပဲလေးရောက်ကိုဆိုရင်ငါအမောင်တို့ကိုကြုံရမယ်ကိုယ်လည်းမတွေ့ခဲ့ရင်စင်ချင်မိနိုင်ဖို့ဝေးမယ်ချုံမသိတယ်ကိုယ်လည်းမပိုင်တဲ့အသေး